အဲ့တော့မေတို့မင်္ဂလာပါရှင်ဒီချက်ကတော့ WEC က founder ဒီချက်စုပါဒီချက်စုကတသားမီလေးတွေကိုနေတိုင်းတသားမီလေးတွေနဲ့မတွေ့ရနေဆိုတာမရှိဘူးပေါ့နော် nursery ကကလေးတွေကဒီချက်တို့ကိုကျောင်းဆဆတက်ချင်းပဲနည်းနည်းလေးတခြားဒီချက်ဆိုရင်မနှုတ်ဆက်ချင်တာတော့မနှုတ်ဆက်ရဲတာတော့ရှိတယ်ဒီနောက်ပိုင်းမှာတော့တော်တော်လေးကိုနှုတ်ဆက်လာကြတယ်ကလေးတွေကတော်တော်လက်လက်လေးဖြစ်လာတယ် active လေးဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီချက်စုကဘာလေးပြောချင်လို့လဲဆိုတော့ဒီနေ့ meeting လေးခေါ်ရတဲ့အကြောင်းရင်းကဒီကျဲတို့ကဒီ term 1ပြီးမှပေါ့နော် term 1ကလေးတွေကတော့ exam တော့မဟုတ်ဘူးဒါပေမဲ့သင်ယူတက်မြောက်ခြင်း teacher တို့သင်ခဲ့တဲ့ဟာလေးတွေကိုဘယ်လောက်တက်မြောက်လဲဆိုတာကိုပြန်လဲစစ်ဆေးခြင်းက teacher တို့၄လကြာမှရှိတယ်၄လဒီစက်တင်ဘာကြာမှအဲ့ဒီဟာရှိရပေါ့နော်စက်တင်ဘာကြာမှမမေဖေဖေတို့နဲ့ teacher တို့တက်ရောက်ချင်းစီmeeting လုံးမဲ့ဟာရှိရဲအဲ့တော့တကယ်အမြင်နည်းနည်းလေးကြာနေတယ်ပေါ့နော်အဲ့တော့အကြောင်းဖွင့်တာတစ်လပြည့်တဲ့အချိန်မှာတကယ်တို့ကလေးတွေကိုဘာတွေလုပ်ပေးနေတယ်ပြီးရင်တစ်နှစ်တာလုံးဘယ်လိုရည်ရွယ်ချက်လေးတွေနဲ့ဘယ်လို activity လေးတွေလုပ်ပေးနေတယ်ဆိုတာကိုသိရှိစေဖို့အတွက်တကယ်စုကဒီ meeting ကိုခေါ်ရခြင်းဖြစ်ပါတယ်။ဒီကတော့တကယ်စုရဲ့ဒီ nursery အတန်းကို target ထားတဲ့ဟာလေးပေါ့နော် nursery ရဲ့ milestone တွေဘာတွေပြည့်ရမလဲဆိုတာကို target ထားတဲ့အကြောင်းအရာလေးပါအဲ့တော့ nursery မှာ teacher တို့တွေဒီတစ်လကိုစာအုပ်တစ်အုပ်သင်တယ်အဲ့ဒီတစ်အုပ်ကစာအုပ်ကြီးပဲသင်တာမဟုတ်ဘူးအဲ့ဒီစာအုပ်ထဲမှာ teacher တို့ကဘာတွေနဲ့ချိတ်ဆက်ပြီးတော့သင်တာလဲဆိုတော့အဲ့စာအုပ်ထဲကအကြောင်းအရာတွေနဲ့အပြင်မှာဆိုရင်နေ့တိုင်း worksheet activity တွေရှိရယ်ပြီးလို့ရှိရင်လှုပ်ရှားရှား physical games တွေရှိရယ် project တွေရှိရယ်ပေါ့နော်အဲ့ဒါတွေနဲ့ချိတ်ဆက်ပြီးတော့သင်တာပါအဲ့တော့သင်တာကဘာတွေနဲ့ချိတ်ပြီးသင်လဲဆိုတော့ right brain activity တွေပါတယ် Montessori နည်းတွေပါတယ် ECCD နည်းတွေပါတယ် main category မှာဒီ၃မျိုးကိုချိတ်ဆက်ပြီးမှကလေးတွေရဲ့ဒီ၃နှစ်ကနေ၄နှစ်အတွင်းကလေးတွေရဲ့ milestone ထိအောင်လို့ပေါ့နော်တကယ်တို့တွေသင်ပါတယ်အဲ့ထဲမှာအရေးကြီးဆုံးကတော့တကယ်တို့တွေ physical skills ပေါ့နော် physical နဲ့ပတ်သက်ပြီးတော့ကလေးတွေဒီတက်တက်ကြွကြွလေးဖြစ်လာအောင်ကျတို့ gross motor နဲ့ပတ်သက်တာတွေ exercise တွေများများလုပ်ရတယ်များများကစားရတယ်ပြီးရင်လှေကားအတက်ဆင်းလေးတွေကအစသူတို့တက်အောင်ကျတို့ဖြည်းဖြည်းချင်းစီလေ့ကျင့်တယ်ဒါပေမဲ့ nursery အခန်းကတော့တကယ်တို့တွေဒီလှေကားကိုဘလို့ပဲအတက်အဆင်းလုပ် teacher တယောက်ကဘေးကနေအမြဲတမ်းပါပါတယ် classroom ထဲမှာပြေးပြီးတော့ပတ်ပြေးနေတချို့သားမီးလေးတွေကလမ်းလျှောက်တယ်လို့ထင်ရတယ်ဆိုပေမဲ့လမ်းမလျှောက်ပဲနဲ့ classroom ထဲမှာပတ်ပြေးနေရတယ်ရှိတယ်အဲ့လိုမျိုးတွေမဖြစ်ဘဲနဲ့ကလေးတွေဒီကိုယ့်ရဲ့ဥတီယာကိုရှောက်လန်းတတ်အောင်ပေါ့နော်step by step လေးလမ်းလျှောက်တတ်အောင်ကျတို့တွေဒီထိန်းညှိပြီးတော့သင်တယ်ပြီးရင်ခုံဆွာလုပ်တဲ့ activity တွေပါတယ်ပြီးရင်တခုံနှိမ့်လိုက်မြင်းလိုက်စသဖြင့်ဒီလို activity လေးတွေနဲ့လည်း gross motor skill ကောင်းအောင်ကျတို့တွေသင်ပါတယ်နောက်ထပ် fine motor ပေါ့နော် fine motor skill ကတော့ nursery မှာ teacher စုတို့ကအရေးကို၄ချောင်းမြင့်လုံးဝမသုံးပါဘူးလေးချောင်းမြင့်ထဲမှာဝင်အောင်လုံးဝမရေးဘူးသူတို့တွေရဲ့ဒီအုံနောက်ညံရီဖွံ့ဖြိုးဖို့အတွက် fine motor ကလည်းမဖြစ်မနေသင်ပေးရမှာပါတယ်အဲ့အတွက်တကယ်တော့ crayon ကင်မုံကင်နည်းတွေဒီဥပမာတကယ်စုဒီမှာဆိုဘောပင်ပေါ့နော်ဘောပင်ကိုတကယ်တို့ဒီလိုမျိုးလက်ကနေစုပ်ပြီးတော့ကင်တက်တယ်ဆိုရင်တော့မှ nursery မှာဂျေနက်ပြီးဒါပေမဲ့ဒါဒီတစ်ဆင့်ပေါ့နော်3နှစ်6လလောက်ဖြစ်လာပြီးနောက်ထပ်ဒီ January 2027 January လလောက်ဆိုရင်ကလေးတွေဒီလိုပုံစံကင်ပါပြီဒါကတော့ step by step သွားပါတယ်အခုကတော့ကလေးတွေကခဲတဲ့ပုံဆွဲမယ်ဆိုဒီလိုပုံစံချက်လဲတချို့လက်ခံပါတယ်ဒီလိုပုံစံချက်လဲဒါဒီ step အမှန်မှာကလေးတွေရဲ့ step ဒီအရွယ်မှာဒီလိုပဲချက်အောင်ပါအဲ့တော့ crayon တွေကအစားတချို့ကကလေးတွေရဲ့လက်အားပေါ့နော်လက်ကနေကင်တဲ့အားကသူ့ရဲ့ paper ပေါ်မှာ crayon ရဲ့ဖိအားတွေရအောင်လို့တချို့က fine motor ကိုအဓိကထားပြီးတော့သင်တယ်အဲ့ဒီ fine motor နဲ့အတူကလေးတွေဒီနောက်ပိုင်းကျရင် shape လေးတွေဆွဲတက်လာမယ် shape လေးတွေစုပေါင်းပြီးတော့လူရုပ်လေးတွေဥမာကြောင်ရုပ်လေးတွေစသဖြင့်ဒီလိုလေးတွေဆွဲတက်အောင်လို့တချို့တွေသင်သွားပါမယ် step by step နောက်တစ်ချက်က physical ဘိုင်းနဲ့ပတ်သက်ပြီးတော့ကလေးတွေရဲ့ soft care ပေါ့နော်ကိုဂရုစိုက်တတ်ဖို့အတွက်အင်ဂျီတွေဝတ်တတ်အောင်ဥပမာ uniform လေးတွေပေါ့နော် uniform ဝတ်တက်အောင်ဘောင်းဘီတွေစကက်တွေကိုဝတ်တက်အောင်တချို့တွေနောက်ပိုင်းကျရင်ဖြည်းဖြည်းချင်းစီသင်ကြားပေးသွားပါမယ်နောက်တစ်ခုက communication ကလေးတွေဒီ teacher တို့ကအသက်ကိုအကုန်စုပေါင်းပြီးတော့ထည့်ထားတာမဟုတ်ဘူး3နှစ်ကနေ4နှစ်ဆို3နှစ်ကနေ4နှစ်တီးတန့်ကိုခွဲထားတာအဲ့တော့သူတို့ရဲ့ developmental တွေကမတိမ်မယိမ်လေးတွေပေါ့နော်မတိမ်မယိမ်လေးတွေအဲ့တော့ communication နဲ့ language မှာဆိုလို့ရှိရင်လေတယောက်နဲ့တယောက် communicate လုပ်တဲ့အချိန်မှာအဆင်ပြေအောင် communicate လုပ်တဲ့အချိန်မှာစကားတွေကိုနှလုံးတွဲတွေ
တချို့တသားမီလေးတွေဆိုចောင်းဆတက်ချင်းဆိုရင်စကားမပြောတတ်ကြသေးဘူးဟိုစကားအရင်နေတဲ့ကလေးတွေရှိတယ်ဒါပေမဲ့ចောင်းတက်လာလို့ရှိရင်စကားလေးတွေတွက်လာအောင် share တွေသင်ပါတယ်နှလုံးတွဲသုံးလုံးတွဲကနေမှ sentence တွေပြောတတ်လာအောင်လည်းသင်ပါပြီပြီးရင်နောက်ထပ်သူတို့တွေက teacher တွေရဲ့ဒီပြောတဲ့စကားတွေကိုအဆင့်2ဆင့်ကနေ3ဆင့်လောက်ထိစကားနားထောင်တတ်အောင်စပြီးတော့သင်ပါပြီအဲ့တော့ကလေးတွေကိုတီချယ်တို့ကဒီစာကြီးပဲသင်တာမဟုတ်ဘူးပေါ့နော် nursery ကတော့အရေးလုံးဝမပါဘူးဆိုပေမဲ့စာတော့သင်တယ်ဒါပေမဲ့စာကြီးပဲလည်းသင်နေတာမဟုတ်ဘူးအဲ့ဒီစာနဲ့ချိတ်ဆက်ပြီးတော့ communication နဲ့ language skill တိုးတက်အောင်လည်းတီချယ်တို့သင်ပါတယ်နောက်တစ်ချက်ကကြတော့ကလေးတွေဒီအရွယ်မှာအရင်အရေးကြီးရယ် social နဲ့ emotion နဲ့တိုးတက်အောင်လည်းတီချယ်တို့တွေသင်ပါတယ်အဲ့တော့ social မှာဆိုလို့ရှိရင်တကယ်ချင်းဟို sharing ကောင်းအောင်sharing ကောင်းအောင် sharing မှာလဲကြောက်လို့ share ပေးရတာမဟုတ်ဘဲနဲ့စိတ်လိုလဲရတယောက်တစ်လှည့်ဆိုတဲ့အလှည့်ကျအစီအစဉ်လေးတွေကိုလည်းစောင့်တက်အောင်လို့တချို့တို့တွေစပြီးသင်ပါတယ်ပြီးရင်ပစ္စည်းတွေကိုဝေမျှပြီးကင်တက်အောင်လည်းတချို့တို့တွေဒီအလှည့်ကျလေးတွေစောင့်ပြီးတော့သင်ပေးပါတယ်ဒါတွေဒီအရွယ်လေးမှာအဓိကကြတယ်ပေါ့နော်ဒီအရွယ်လေးမှာဒီလိုမျိုးလေးတွေအချင်းချင်းချိတ်ဆက်ပြီးတော့ပြောဆိုဆက်ဆံတတ်မှသူတို့ pre-KG မှာအဆင်ပြေလာမယ် pre-KG မှာသူတို့အဆင်ပြေမှာ KG ကြလို့ရှိရင်စာရေးတဲ့အချိန်တွေမှာသူတို့ ready ဖြစ်ပြီးတော့တငယ်ချင်းရေးနေသူတို့ရေးလာမယ်စသဖြင့်ဒီလိုမျိုးလေးဒီချဲရပဲရည်ရွယ်ပြီးတော့ဒီ3နှစ်ကနေ4နှစ်အတွင်းမှာဒီ step လေးတွေကိုဖြည့်ဆည်းပေးပါတယ်နောက်တစ်ခုကဒီ social နဲ့ပတ်သက်ပြီးတော့သူတို့တွေ emotion ပေါ့နော်စိတ်ခံစားချက်ဒီချေတို့ဒီလူကြီးတွေတောင်မှတခါတလေကြားလို့ရှိရင်ပေါ့နော်မမေတို့ရဲ့စိတ်ညစ်နေတာရှိတယ်ဒါပေမဲ့စိတ်ညစ်တဲ့အကြောင်းအရာဒီဘာလို့စိတ်ညစ်မှန်းမသိဘူးနေမကောင်းလို့လားစိတ်ညစ်တာလားစိတ်ဆိုးတာလားတခုခုကိုမကြေမနက်ဖြစ်နေတာလားကိုမကြေမနက်ဖြစ်နေတာလားစသဖြင့်ဒီရဲ့ emotion ကိုဝေဖန်ပိုင်းခြားနိုင်ဆိုရလူကြီးတွေမှာတော့တခါတလေကြာရင်မရှိတတ်ဘူးပေါ့နော်ခါတလေကြာရင်မရှိတတ်ဘူးအဲ့ဒီနေရာမှာ problem solving skill နဲ့ပြန်ပြီးချိတ်တဲ့အချိန်ကျတော့လူကြီးတယောက်ကဒီပြဿနာတစ်ခုကငါစိတ်ဒီဘာဖြစ်နေတာလဲကိုယ်တိုင်ဘာဖြစ်နေတာလဲလို့ကိုယ်တိုင်ကိုယ်စိတ်ကိုသိလို့ရှိရင်ဒီပြဿနာကိုဖြေရှင်းရတာဒီမြင်တယ်ဥပမာကိုမှားသွားလို့ယူကျုံမရဖြစ်လို့စိတ်ညစ်စိတ်ဆိုးတယ်စိတ်ဆိုးတာဒီကိုစိတ်ဆိုးတာဆိုရင်ဘယ်လိုမျိုးကောင်းအောင်ပြန်ပြီးတော့စဉ်းစားပြီးဖြည့်တွေးမလဲစသဖြင့်ဒီလို scale တွေအခါကျတော့ဒီချယ်တို့တွေဒီလူကြီးမှဒီလိုမျိုးကြုံရတာမဟုတ်ဘူးလူကြီးမှဒီလိုမျိုးပြဿနာတွေကိုကောင်းမွန်ဖြည့်ရှင်းမှုအတွက်ဒီချယ်တို့ရဲ့ဒီ emotional scale ကဒီ3နှစ်ကလေးကဖြည့်ဆည်းပေးရတာပါအဲ့တော့ဒီ3နှစ်အရွယ်လေးတွေကိုဒီချယ်စုကတော့ emotion ကိုခံစားတတ်အောင်သေချာလေးသင်ပေးတယ်ဒီ emotion ကိုခံစားတတ်အောင်သင်တဲ့နေရာမှာတီချယ်တို့ဒီnursery မှမဟုတ်ဘူးတီချယ်စုတို့တသားမီလေးတွေကိုတီချယ်တို့တွေဒီဒန်ပေးပြီးတော့သင်တာပြီးရင်ရိုက်ပြီးတော့သင်တာအော် hit ဆုံးမှပြီးတော့သင်တာမရှိပါဘူးဒါပေမဲ့ဘလို့သုံးပြီးတင်လဲဆိုတော့ချော့ပြီးတော့တင်တယ်နောက်တစ်ခုကဘလို့သုံးပြီးတင်လဲဆိုတော့ကလေးတွေစော့နေတဲ့အချိန်တွေ attention မရတဲ့အချိန်တွေဆိုလို့ရှိရင်တော့အတန်ကိုနည်းနည်းညှင့်ပြီးတော့တင်ပါတယ်အတန်ထားတုံးကာလာကိုနည်းနည်းလေးတင်လိုက်တယ်ပေါ့နော်အဲ့လိုတင်လိုက်လို့ရှိရင်ကလေးရဲ့ attention ကဆီယာမစီရောက်လာပြီးတော့အဲ့လိုအတန်တုံးကာလာကိုနည်းနည်းညှင့်ပြီးတော့တင်တယ်အဲ့ဒီကလွဲရင်တီချယ်တို့တွေဒီ nursery မှာကောတီချယ်တို့တစ်ကြောင်းလုံးမှာဟိုဒုံနဲ့ရိုက်တာတို့လက်နဲ့ရိုက်လိုက်တာတို့ဖြက်ကနေတီချယ်ကရိုက်လိုက်တာတို့ဒီလိုမျိုးတွေလုံးဝမသိပါဘူးเนาะအဲ့တော့ဒါဒီမမေဖေတို့လုံးဝစိတ်ချထားရမယ်အချက်ပေါ့เนาะဘာလို့လဲဆိုတီချယ်တို့ဒီတီချယ်ဆိုတို့ nursery ကတီချယ်တွေဒီ child psychology ကိုလုံးဝကိုကြီးညက်ထားပြီးသားတီချယ်တို့ well train ဖြစ်ပြီးသားပြီးတော့training တွေလည်းအပြည့်ယူထားပြီးသားတီချယ်တွေကိုမှတီချယ်ဆိုတို့က nursery အတန်းကိုအပ်တာပါဘာလို့လဲဆိုတော့ဒီအငယ်လေးတွေကို scale ဖြည့်ခဲ့မှသူတို့ဒီအသက်အရွယ်နည်းနည်းကြီးလာတာနဲ့များတစ်နှစ်ချင်းစီသူတို့ကအဆင်ပြေမှာဒီနှစ်မှာအဆင်မပြေခဲ့ရင်သေချာတယ်နောက်နှစ်ကျရင်လည်းကလေးတွေဒီပေါင်းသင်းဆက်ဆံရေးအဆင်မပြေဘူးပေါင်းသင်းဆက်ဆံရေးအဆင်မပြေရင်သေချာတယ်ကလေးတွေဒီစာမလုပ်ချင်ဘူးစာမလုပ်ချင်ရင်မမေတွေပို့ပြီးစိတ်ပင်ပန်းရတယ်ကလေးတွေလည်းကျောင်းတက်ရတာပို့ပြီးတော့စိတ်ညစ်တယ်ပေါ့နော်အဲ့အတွက်တီချယ်စုကတော့အခြေခံဒီ nursery တီချယ်ဆိုလို့ရှိရင်တီချယ်တို့ကျောင်းမှာ nursery လာလို့ရှိရင်တီချယ်ပို့ပြီးတော့ welcome လုပ်ချင်တယ်ဘာလို့လဲဆိုတော့ nursery ရဲ့မိဘတွေကတသားမီတွေကပေါ့နော်ဒီမိဘတိုင်းရဲ့တန်ဖိုးရှိသောအရွယ်လုံးဝအချစ်ခံရဆုံးအရွယ်လေးတွေကတီချယ်တို့ကျောင်းကိုလာပို့တာအဲ့တော့အဲ့ဒီ
ကျောင်းကိုလာပို့တဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်အိမ်တိုင်းကအချစ်ခံလေးတွေကလာပြီးတော့စုစည်းကြတာစုစည်းကြတဲ့အတွက်ဒီချယ်တို့မှာအရန်ကိုတာဝန်ကြီးရယ်တခြားအတန်းတွေတက်ကိုကျတို့တာဝန်ကြီးရယ်တခြားအတန်းတွေတက်ကိုပို့ပြီးတော့ဂရုစိုက်ရတယ်တခြားတန်းနေဒါဒီမိဘအပြစ်ပြောမှဆိုလို့တချယ်တို့ကဂရုစိုက်ပြတာမဟုတ်ဘူးဒီချယ်စုရဲ့ကိုယ်ပိုင်အတွေးပေါ့နော်ကိုယ်ပိုင်အတွေးကိုကရင်ဒီအငယ်လေးတွေဒီ skill ပြည့်ခဲ့မှနောက်နှစ်တွေမှာအဆင်ပြေမှာဒီကတော့ဒီချယ်စုလို့ပို့ပြီးတက်တာမှာပေါ့နော်အဲ့တော့အငယ်လေးတွေမှာအဆင်ပြေအောင် skill ပြည့်ခဲ့လို့ရှိရင်အတန်းကြီးရဲ့ဒီချယ်တွေကအရန်တက်တာတယ်ဒီချယ်တွေဒီကလေးလိမ်မာလို့ရှိရင်ဒီချယ်တွေကပို့ပြီးတက်တာဖြစ်တဲ့အတွက်ဒီချယ်တို့က nursery မှာ skill ကိုအပြည့်ဖြည့်ပါတယ်အဲ့တော့ဒီ emotion ကိုကလေးတွေကိုကောင်းကောင်းထည့်ပြီးတယ်ဒီ emotion ဒီတချယ်တို့ဟိုးအသက်ကြီးရဲ့ဒီပါသွားမှာဖြစ်တဲ့အတွက် social emotional နဲ့ပတ်သက်လာလို့ရှိရင်တချယ်တို့တွေဒီ nursery မှာသေချာလေးကိုထည့်ပါတယ်နောက်တစ်ခုကတော့သူတို့တွေကဒီကလေးတွေကစားတဲ့အချိန်မှာပေါ့နော်pretend ကလေးတွေကစားဖို့အတွက်တချယ်တို့အပတ်စဉ်မှာဆိုလို့ရှိရင်ကစားနည်းတွေပြောင်းပေးတယ် activity တွေ changes တွေလုပ်တယ်ဒီ themes တွေနဲ့အကုန်လုံးဒီစာတွေကတစ်လတာလုံးဒီအကုန်ချိတ်ဆက်ပြီးသင်တာဖြစ်တဲ့အတွက်ကလေးရဲ့ skills ကတော့မပြည့်စရာအကြောင်းမရှိဘူး